အောင်သိတိ channel ကိုနွားတော်တာဆင်ကြသောဓမ္မမိတ်ဆွေသူတော်ကောင်းတို့ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြစေ၍လူနဲ့ချစ်ခင်အကျိုးစီးပွားများတည်ရလာတဲ့ကဲ့သို့တိုးတက်ကြီးပွားကြပါစေအောင်သိတိ channel မှာဓမ္မမိတ်ဆွေသူတော်ကောင်းတို့အတွက်မြတ်ဗုဒ္ဓ၏တရားဓမ္မဂါရတော်များနှင့်ရှေးရှေးသောဆရာတော်ကြီးတို့မိန့်ကြားတော်မူခဲ့သောအစမ်းထက်မြက်စေသောဂါရမန္တန်တို့ကိုရွတ်ဖတ်ပူဇော်ပေးမည်ဖြစ်ပါသည်ယခုရွတ်ဖတ်ပူဇော်ပေးမည်ဂါရတော်သည်ယတိကြီးဥက္ကန္တိနဝင်းဂါရတော်ပဲဖြစ်ပါတယ်ဤဂါရတော်ကိုနေ့စဉ်နေ့တိုင်းတစ်နှစ်လျင်မိမိအသက်စေရွတ်ဖတ်ပူဇော်ပါကကာယဒုက္ခစိတ်ဒုက္ခတို့ပြည့်စုံစေ၍ကြံသမျှအောင်ဆောင်သမျှပြီးမြောက်စေကအကျိုးစီးပွားတို့တိုးတက်ကြီးပွားစေပါမည်သောဘဂဝါဣတိပိအာရဟံဝတ္တသောဘဂဝါအရဟံတရဏံကိစ္ဆာမိအရဟံသီရတနမာမိအာရဟံဝတ္တသောဘဂဝါဣမတဧဝရူပတဒုက္ခတပဟာနာယဓမ္မံတေတိတိအာရဟံမေဒုက္ခံတေဟိအရဟံမေတိတိဒိဋ္ဌတုအရဟံမေဒိဋ္ဌိကမ္မန္တိတုအရဟံမေဇယန္တိတု